တိကျစိတ်ကြောင့်တန်ဆိုင်သည်တန်ကျိုးကိုဆွဲထုတ်ရိုက်ခတ်လိုက်ရာတစ်သားလောက်အိမ်ထဲတွင်နွားပီလူကိုနှိုးလိုက်မိသည်လောင်အိမ်တစ်ခုလုံးပောက်ကွဲသွားပြီးနွားပီလူသည်ဒေါသပောက်ကွဲပြီးထွက်လာသည်စံစီသည်ပင်းကိုဖမ်းဆွဲကာဆွဲလိုက်ကတန်ဆိုင်နှင့်အတူနွားပီလူအပေါ်ကလုံခြုံစွာတန်ကျိုးကိုဆွဲရွာမှရင်းတို့နှင့်အတူပြေးသွားခဲ့သည်လောင်ဟဲကချက်ချင်းလိုက်ဖမ်းသည်တရက်တောင်မင်းသမီးသည်သူမ၏တန်မဏိရက်တောင်ကိုအပြင်းထန်ကိုရန်လိုက်ကသူတို့ကိုတိုက်ခိုက်လိုက်သည်တောရိုင်းမုန်တိုင်းသည်ရင်းတို့ရဲ့အနောက်ကနေပြီးတော့၎င်းတို့စီသို့အရှိန်ပြင်းပြင်းနဲ့တက်တိုးဝင်လာခဲ့သည်အင်းကောင်းမုန်တိုင်းသည်ကြောက်မက်ဖွယ်ရာလိုက်လံတိုက်ခိုက်နေသည်နောက်ကနေတဝဝနဲ့လိုက်လာနေသည်လောင်ဟဲကလည်းသူတို့ရှေ့မှာပေါ်လာပြီးမီးလုံးတွေနဲ့တစ်ခုပြီးတစ်ခုမှုတ်ထုတ်လိုက်တယ်စံစီသည်လေထဲသို့ခုန်တက်သွားပြီးလောင်ဟဲကိုဓာတ်ရိုက်တိုက်ခိုက်ခြင်းမပြုမီသူမ၏ဓာတ်ဖြင့်မီးပိုင်းစများကိုလှိဖြတ်လိုက်သည်သူတို့နောက်မှာတော့တောင်ကြီးပြိုကျလာတဲ့နွားကိုတနင်းနဲ့ထိန်းချုပ်ပြီးထွက်ပြေးရမယ်ဆိုင်တဲ့ဖူးကတန်ဆိုင်ကိုအရှိန်ပြင်းပြင်းနဲ့နွားဦးကောင်းပေါ်လွတ်လိုက်ပါတယ်တန်ဆိုင်သည်နွား၏နှာခေါင်းပေါ်ကနေတွေ့ကပ်ကနှာခေါင်းပေါက်များအထိလက်ကရောက်သွားသည်နွားကသူ့ကိုပြန်လှန်ပြီးပစ်လိုက်သည်တန်ဆိုင်ကသူ့ကောင်းပေါ်ပြန်ကျလာပြီးထိန်းချုပ်ဖို့ကြိုးစားတယ်ရုတ်တရက်သူတို့ရှိမှခြောက်ကြီးတစ်ခုပွင့်လာသည်တန်ဆိုင်သည်ဥချိုများကိုအလင်းအမြန်ဆွဲလိုက်သည်ဥချိုသည်အမြစ်ကမတော်တဆဆွဲထုတ်ပစ်လိုက်မိသည်နောက်ဆုံးခိုက်တန့်တွင်တန်ဆိုင်သည်ငင်းဤဥကောင်းကိုအောက်မှထိန်းထားသောကြောင့်နွားသည်ခြောက်ထဲသို့ခုန်မဆင်းသွားတော့လဲခြောက်ကမ်းပါးထဲသို့မခုန်တက်ပေ